တောအုပ်ကြီးရဲ့ဘယံဖြစ်တဲ့ချင်းသေးမင်းဟာတန်မာပြီးဇာတိမှန်ရှိသူတယောက်ဖြစ်ပါတယ်သူရဲ့ဟင်းတိုင်ကိုကြားလိုက်တာနဲ့တောထဲကတရိษံအားလုံးကြောက်ရွံ့ပြီးခေါင်းငုံတက်ကြပါတယ်ဒါပေမဲ့တနေ့မှာတော့ချင်းသေးမင်းဟာအမဲလက်ရဲနဲ့တောအုပ်ရဲ့လမ်းကြားတစ်ခုမှာပိတ်မီနီရဲ့သေးငယ်တဲ့ကြွက်ကလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်ကြွက်ကလေးဟာတကိုင်း6တွေကြားထဲမှာခြေထောက်ညက်ပြီးယုံကန်နေရလာပါချင်းသေးမင်းကသူ့ကိုစားလိုက်ဖို့ပြင်လိုက်ပေမဲ့ကြွက်ကလေးရဲ့ကြောက်လန့်နေတဲ့မျက်လုံးတွေကိုမြင်တဲ့အခါမှာတော့စိတ်ပြောင်းသွားပါတယ်သူကကြီးမားတဲ့ခြေပွားနဲ့တကိုင်းတွေကိုဖယ်ရှားပေးလိုက်ပြီးကြွက်ကလေးကိုလွတ်မြောက်ခွင့်ပေးလိုက်ပါတယ်ကြွက်ကလေးကကျေးဇူးတင်ပါတယ်ချင်းသေးမင်းကြီးတနေ့ကျရင်ကျွန်တော်ဒီကျေးဇူးကိုပြန်ဆက်ပါမယ်လို့ပြောပြီးထွက်သွားပါတယ်ချင်းသေးမင်းကတော့မင်းလူတေးသေးလေးကငါ့ကိုဘာမှကူညီနိုင်ပါလဲလို့တွေးပြီးရဲမောလိုက်ပါတယ်ရဲ့အနေနဲ့အချားမှာတော့ချင်းသေးမင်းဟာမိုးဆိုးတွေထောင်ထားတဲ့ပိုက်ကွင်းထဲမှာပိတ်မိသွားပါတယ်သူဘလောက်ပဲရုန်းကန်ပါစေပိုက်ကွင်းကပြတ်မသွားပါဘူးအဲ့ဒီချိန်မှာခုနကကြွက်ကလေးရောက်လာပါတယ်ကြွက်ကလေးကသူ့ရဲ့ချွန်ထက်တဲ့သွားလေးတွေနဲ့ပိုက်ကွင်းကျိုးတွေကိုတစီးစီးကိုက်ဖြတ်ပေးလိုက်တာကြောင့်ချင်းသေးမင်းလွတ်မြောက်လာခဲ့ပါတယ်ချင်းသေးမင်းဟာသူ့ရဲ့အမားကိုတီးလိုက်ရပြီးကြွက်ကလေးကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်ပုံပြင်လေးကိုကြည့်ပြီးလို့ကြိုက်နေတဲ့ရင်လည်းအသေးပြီးကောင်းမှန်ရေး follow ခဲ့ကြပါဦးနော်ဒါမှနောက်ထပ်ဗီဒီယိုတွေတင်ဖို့ခွန်အားရှိမှာပါ